စိုင်းရမိုးကျညာတဲ့လိုင်းလေးရွှေဆိုင်ကျညာမိနစ်ပိုင်းအတွင်းမှာကြည့်ရှုမင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစီအမပြတ်တင်ပေးသွားမှာမို့ရည်ရွယ်ရှင်မြန်မာ YouTube Channel လေးကို Subscribe လုပ်ပေးသွားပါအောင်ရှင်သူမီလီယံကျော်သွားအတလောလူမှုခွင့်ရစာမျက်နှာထက်မှာပရိသတ်တွေရဲ့အသေးဆွဲဖြစ်နေုံတင်မကဘဲနဲ့အောင်မြင်မှုတွေတဟုန်ထိုးတက်နေတဲ့နိုင်ငံကျော်မင်းသားချုပ်စိုင်းရမိုးရဲ့အမှုပညာလှူရှားမှုသတင်းထူးတစ်ခုကတော့ online ပေါ်မှာတကယ်ကိုအောင်ကျွတ်ဖြစ်သွားခဲ့ရပါတယ်။အဲ့ဒါကတော့စိုင်းရမိုးရဲ့ရွှေဆိုင်ကျညာဗီဒီယိုတင်ပြီးခဏအတွင်းမှာကြည့်ရှုသူတန်းရှိခဲ့တယ်ဆိုတဲ့အမခန်းစံချိန်တွေသတင်းကောင်းကြီးပဲဖြစ်ပါတယ်။မင်းသားလေးစိုင်းရမိုးကလိုင်းလီရွှေဆိုင်ရဲ့ကျညာဗီဒီယိုထဲမှာနန်းဆန်စွာမင်းသားလေးတစ်ပါးလိုခံညာထေဝါလုံးနဲ့ fashion အပြင်စင်တွေမျက်စိအေးစိမဲ့ဆွဲဆောင်မှုရှိတဲ့အပြုံးချွတ်ချိုလေးတွေနဲ့အတူအကောင်းဆုံးသရုပ်ဆောင်ပုံဖော်ထားတာဖြစ်ပြီးတော့ပရိသတ်တွေအားလုံးကိုညှို့ယူဖန်ဆားထားတာဖြစ်ပါတယ်။အခုလိုမင်းသားလေးအထူးခြားပြီးတော့စံတဲ့ပုံစံကြောင့်ကြည့်ရှုသူချစ်ပရိသတ်တွေကဒီဗီဒီယိုလေးကကြည့်လို့ကောင်းတယ်ဆိုပြီးတော့မင်းသားလေးနဲ့လုံးဝလိုက်ဖက်လို့နေဆိုကတကယ်နဲ့ချီကျူးအပိစကားတွေပြောဆိုနေကြတာဖြစ်ပါတယ်။အနုပညာလုံးတိုင်းကိုအသေးစိတ်ကစတည်တည်ကြပြင်ဆင်တတ်တဲ့မင်းသားလေးစိတ်ရမိုးရဲ့ကြိုးစားအားထုတ်မှုကြောင့်အခုလိုရွှေဆိုင်ကျညာဗီဒီယိုလေးဟာတင်ပြီးခဏတွင်းမှာပဲလူတိုင်းအကြိုက်တွေ့ပြီးတော့စတိုက်ဆိုသလို like share တွေနဲ့အတူ view တန်းထိကိုအရှိန်ဟုန်နဲ့မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။တင်ပြီးခဏလေးတွင်းမှာကြည့်ရှုသူတန်းကျော်တဲ့အထိအားပေးကြမ်းလွန်းလာတဲ့မင်းသားလေးစိတ်ရမိုးရဲ့ဆွဲဆောင်မှုရှိတဲ့လိုင်းလီရွှေဆိုင်ကျညာဗီဒီယိုပေါ်မှာပရိသတ်ကြီးကကြည်ပြီးကြပြီလား